197. ညီကိုချန်ချင်းအစောတုန်းကဘာဖြစ်သွားတာလဲကျုပ်တို့တွေဒန္နာရီလာနဲ့ဖះဧကရိတ်အုပ်ကူကိုရှာဖို့ကမလွယ်ကူဘူးလေဘာကြောင့်နောက်ပြန်ဆုတ်လိုက်တာလဲအဲ့ဒီမှာအရင်းမြစ်တွေဘလောက်ရှိလိုက်တလဲလို့ကျုပ်တို့တွေသာအောင်ပွဲအားလုံးကိုမဟာနတ်ဖះမျိုးနွယ်စု၄စုစီသာပေးလိုက်မယ်ဆိုရင်သူတို့ခွန်အားတိုးသွားမှာမဟုတ်ဘူးလားယွင်ချန်ချင်းကအသက်ပြင်းပြင်းရှူထုတ်ပြီးလေးနဲ့တီကြည်သောအမူအရာဖြင့်ပြောလိုက်၏ကျုပ်လည်းအခြေအနေကိုသေချာမသိဘူးဒါပေမဲ့ဒီအမိန့်ကိုရွှမ်းရံတဲ့ဖះမျိုးနွယ်ရဲ့ဓာမော့ဒဝိဇာကပေးတာဒီတော့ရွေးချယ်စရာမရှိပဲသူပြောတာနားထောင်ပြီးနောက်ဆုတ်လိုက်တာပဲလော်လီဆွေးကမှင်သက်သွားတော့သည်သူသည်ဓာမော့ဒါဝိဇာအမည်ကြောင့်အနည်းနှင့်အများသိရင်းမှာဤနေရာသို့ပထမဆုံးရောက်လာချိန်ချမ်းမင်းသည်သူ့အကြောင်းသူ့ကိုပြောပြပြီးသောကြောင့်ဖြစ်သည်ထိုစုကလော်လီဆွေသည်ဓာမော့ဒါဝိဇာကြောင့်တောင်ထိတ်လန့်သွားခဲ့၏ဘိုးဘေးနဂါအသစ်ကရွှမ်းရံတဲ့ဖះမျိုးနွယ်၌ပေါ်ပေါက်လာပြီဟုတောင်သူတွေးထင်ခဲ့သည်သို့တော်သူသည်ယခင်ကဓာမော့ဒါဝိဇာကိုတခါမှမတွေးခဲ့ဘူးသောကြောင့်သူဘလို့နေမှန်းမသိပေအဆုံးကြယွင်ချန်ချင်း၏နှုတ်ဖျားမှဓာမော့ဒါဝိဇာအကြောင်းထက်ကြားရလိမ့်မည်ဟုသူမထင်ထားပေထို့ပြင်သူသည်သူတို့ကိုနောက်ဆုတ်စေခြင်းနေ၏ဒီမှာဘာတွေဖြစ်နေတာလဲယွင်ချန်ချင်းကကြမ်းချမ်းရာကိုကြည့်လိုက်ရာကြမ်းချမ်းရာကရေရမလားငိုရမလားမသိတော့ပေစီနီယာတွင်ကျုပ်ကိုမကြည့်နဲ့ကျုပ်လည်းသေချာမသိဘူးတစ်ဖက်သူဘသူလဲဆိုတာအတိအကျမသိဘူးဒီသတင်းကိုရှားမိသားစုကရှားရှင်းရီပြောပြတာယွင်ချန်ချင်းကရှားရှင်းရီကိုကြည့်လိုက်ရာရှားရှင်းရီကချက်ချင်းပြောလေ၏သူ့အထောက်ထားကိုတော့ကျမလည်းသေချာမသိဘူးသူကကျမကိုအရင်ဆုံးဆက်သွယ်ပြီးနတ်ဖျားဧကရိတ်ရဲ့အုတ်ကူထဲကအကြောင်းပြောပြတာရှားရှင်းရီကလိန်ညာလိုက်သည်ရဲရှောင်သည်သူ၏အထောက်ထားကိုနောက်ဆုံး၌ထုတ်ပြနိုင်ခြေများသောညာသူ၏အထောက်ထားကိုအမှန်တကယ်ထုတ်မပြခင်ရှားရှင်းရီကသူမည်သို့ပြုလုပ်မည်ဆိုတာသေချာမသိပေသူ၏သဘောတူညီချက်မပါဘဲသူ၏အထောက်ထားကိုသူမဖော်ထုတ်ခဲ့ပါကသူ့ကိုဒေါသထွက်စေမည်လားဆိုတာမသိပေနောင်ကျရွှမ်းရံမျိုးနွယ်ထဲတွင်ရဲရှောင်၏အဆင့်တန်းကနေမှာမဟုတ်မှန်းရှားရှင်းရီကအလွန်သေးချာစွာသိနေသည်သူမသည်သူနှင့်ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုတည်ဆောက်ထားရမည်ထိုအကြောင်းရင်းကြောင့်ယွင်ချန်ချင်းကိုလှည့်စားခြင်းကဆုံးရှုံးမှုများများဆဆဖြစ်စေမှာမဟုတ်ပေသူမင်းကိုဘာပြောခဲ့တာလဲနတ်ဖျားဧကရစ်အုပ်ကူထဲကအမျိုးမျိုးသောနတ်ဖျားဧကရစ်တွေကအသက်ပြန်ရှင်ဖို့ဒီခွင့်ရေးကိုတုံးချင်နေတာလို့ပြောတယ်။မင်းဘာပြောလိုက်တာလဲ။လူတိုင်းသည်ထူးဆန်းသည့်အရာကိုကြားလိုက်ရသည့်ပမာသူတို့၏အမူအရာကရုပ်ချီးပြောင်းလဲသွားတော့၏။နတ်ဖျားဧကရစ်တွေကအသက်ပြန်ရှင်တော့မှာလား။ယင်းကဟာတမဟုတ်ပေနတ်ဖျားဧကရိတ်အုပ်ကူသည်ချိတ်ပွင့်ပြီးနောက်သူတို့ထဲရှိအတန်မာဆုံးသည်နတ်ဖျားဘရင်နယ်ပယ်၏အထွတ်ထိပ်တွင်သာရှိသည်နတ်ဖျားဧကရစ်နယ်ပယ်အဆင့်တွင်ရှိသူကပေါ်ပေါက်လာခဲ့လျင်ပြဿနာကြီးဖြစ်လိမ့်မည်ယင်းကဤနေရာရှိလူတိုင်းကိုယ်တောင်တည်သွားစေလိမ့်မည်လူတိုင်းထိတ်လန့်နေတာကိုမြင်သောအခါရှားရှင်းရီကအမြန်ရှင်းပြလိုက်သည်ဒါပေမဲ့ဓာမော့ဒါဝိဇာပြောတာတော့အဲ့ဒီနတ်ဖျားဧကရစ်တွေကပြန်နိုးထလာခဲ့မယ်ဆိုရင်သူတို့တွေကရှေးခေတ်ကာလကဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီးသူတို့တည်သွားတာနဲ့တူတူပဲလို့ပြောတယ်ယခုအချိန်မှာသူတို့ပြသနိုင်တဲ့ကျင့်ကြံစင်းကနတ်ဖျားဘရင်နယ်ပယ်ရဲ့အထွတ်ထိပ်နဝမအဆင့်မှာပဲရှိမှာလူတိုင်းသည်ထိုစကားကိုကြားသောအခါတက်ပြင်းချလိုက်မိ၏ထိုအတိုင်းသာဆိုပါကသူတို့အသက်ရှင်တန်ရန်အခွင့်အရေးရှိသေးသည်မဟုတ်လျင်သူတို့တက်တောင်သေးမိလောက်သည်ခဏအကြာတွင်လော်လီဆွေးကမေးလိုက်မိ၏ဒါပေမဲ့နတ်ဖျားဧကရစ်တွေကသူတို့ရဲ့ခွန်အားအပြည့်ကိုမပြနိုင်ဘူးဆိုရင်သူတို့ကိုကြောက်နေဖို့မလိုဘူးမလားဘာကြောင့်ငါတို့ကိုထွက်သွားစေချင်တာလဲလူတိုင်းကရှားရှင်းရီကိုကြည့်ပြီးသူမဘာပြောမလဲမြင်ကျင်နေကြသည်ရှားရှင်းရီကတဖန်ရှင်းပြလိုက်၏နတ်ဖျားဧကရစ်တွေကနိုးထဖို့အတွက်ကျမတို့ရဲ့အံ့ဖွယ်သွေးကိုမိခိုနေရတာကြောင့်လို့သူကကျမကိုပြောတယ်တစ်ချိန်တည်းမှာပဲသူကသူတို့ရဲ့ကျင့်ကြံစင်ပြန်ရဖို့အတွက်
အံ့ဖွယ်သွေးတွေကိုသုံးနေမှာဇက်တိုက်ခိုက်မယ်ဆိုရင်သူတို့တွေကနတ်ဖျားအေဂရစ်နယ်ပယ်အထိပြန်တက်သွားနိုင်ခြေရှိတယ်။အဲ့လိုသာဖြစ်ခဲ့ရင်ကျမတို့တော့ပြဿနာတက်ပြီးပဲဒါအပြင်နတ်ဖျားအေဂရစ်တွေမကြခင်နိုးထလာလိမ့်မယ်လို့ပြောတယ်ခုခံဖို့အတွက်ကျမတို့မှာနတ်ဘရင်အထွတ်ထိပ်ကပါရမီအချို့ရှိပေမဲ့တစ်ဖက်သူကအစင်းနှိမ်တိုင်းပညာရှင်တွေကိုဆက်လက်တက်ဖြတ်နေရင်တစ်ဖက်သူရဲ့ကျင့်ကြံစင်ကဆက်တိုးလာ၏မှာပဲဒီနတ်ဖျားဘရင်ရဲ့အုတ်ဂူထဲမှာတည်သွားပြီးသွားတဲ့နတ်ဖျားဘရင်တွေရဲ့အံ့ဖွယ်သွေးအားလုံးကိုသူတို့စုပ်ယူပြီးသူတို့ကျင့်ကြံမှုကိုမြင့်တင်လိမ့်မယ်တိုက်ခိုက်နေလို့အကျိုးမထူးဘူးစန့်ကျင်ဘက်အနေနဲ့တစ်ဖက်သူရဲ့ကျင့်ကြံမှုကိုပဲအားကောင်းစေမှာသူမပြောနေဆိုအင်မတန်ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါသည်နောက်ွယ်မှရုတ်တရက်ပေါ်ထွက်လာလေ၏ထိုအင်မတန်ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါပေါ်ထွက်လာချိန်၌လူတိုင်းတုန်ရီသွားမိသည်နဝမအဆင့်နတ်ဖျားဘရင်နယ်ပယ်အထွတ်ထိပ်တွင်ရှိသောယွင်ချန်ချင်းနှင့်လော်လီဆွေးကတောင်ထိုအရှိန်အဝါကိုမြင်သောအခါစိတ်နှလုံးတုန်လှုပ်ခြောက်ခြားသွား၏သူတို့နှစ်ယောက်၏အမူအရာကအင်မတန်လေးနက်တည်ကြည်သွားတော့သည်အစောတုန်းကဟာကဘာလဲကျန်းချမ်းရာကတုံတုံရီရီဖြင့်မမေးဘဲမနေနိုင်တော့ပေယွင်ချန်ချင်းကပြန်ပြောလိုက်သည်အဲ့ဒါကနတ်ဖျားအေဂရတ်ငါထင်တာမှန်မယ်ဆိုရင်ဒါမော့ဒါဝိဇာပြောတာနဲ့အတူတူလောက်ပဲရှေးခေတ်ကာလရဲ့နတ်ဖျားအေဂရတ်တကယ်ထွက်လာပြီဟာလူတိုင်းသည်ပင်သက်ဆိုင်မိသွားသည်သူတို့ကြက်သီးများထကုန်၏သူတို့ကကြောစိမ့်လာပြီးခေါင်းထိအောင်အေးစိမ့်တက်သွားသည်ရှေးနတ်ဖျားအေဂရတ်တကယ်အသက်ပြန်ရှင်လာတာလားတိတ်ကြောက်ဖို့ကောင်းလုံးမနေဘူးလားလော်လီဆွေသည်လေးနက်တည်ကြည်သောအမူအရာဖြင့်ပြောလိုက်သည်ဒါပေမဲ့အဆင်ပြေတာတစ်ခုရှိသေးတယ်တစ်ဖက်သူရဲ့အရှိန်အဝါကဓမ္မော့ဒဝိဇ္ဇာပြောသလိုပဲအဲ့လောက်မတန်ပါဘူးသူတို့တွေကနတ်ဖျားအေဂရစ်နယ်ပယ်ကိုမရောက်သေးဘူးသူတို့တွေကနတ်ဖျားဘရင်နယ်ပယ်ရဲ့အထွတ်ထိပ်မှာပဲရှိသေးတာအချိန်ကာလတိုက်စားမှုကိုကြုံတွေ့ရပြီးနောက်သူတို့အကျင့်ကြံစင်တွေတိတ်ကြံတော့ပုံမပေါ်ဘူးယွင်ချမ်းချင်းကဆက်ပြောလိုက်၏အဲ့လိုဆိုပေမဲ့ဒဏ္ဍာရီလာနတ်ဖျားအေဂရစ်တွေရှိသေးတယ်သူတို့တွေကငါတို့ထက်သာတဲ့တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝတယ်သူတို့ကအဆင့်တူတွေကိုတိုက်ခိုက်တဲ့အချိန်အားသာချက်တစ်ခုထိန်းထားနိုင်သေးတာကံကောင်းလို့အစောတုန်းကအပြေးမြန်လို့ပေါ်မဟုတ်ရင်ငါတို့လည်းဆွဲသွင်းခံရမှာပဲဒါပေမဲ့မဟာနတ်ဖျားမျိုးနွယ်စုလေးစုထဲမှာအထွတ်ထိပ်နဝမအဆင့်နတ်ဖျားဘရင်၄ပါးရှိတယ်သူတို့အပြင်တခြားနဝမအဆင့်နတ်ဖျားဘရင်တွေလည်းရှိတယ်သူတို့တွေကအထွတ်ထိပ်နဝမအဆင့်နတ်ဖျားဘရင်တွေမဟုတ်ပေမဲ့ရောတွက်လို့ရတဲ့အရာမဟုတ်ဘူးဒီအင်အားစုကိုထပ်ပေါင်းထည့်လိုက်မယ်ဆိုရင်သူတို့တွေကနိုးထလာတဲ့နတ်ဖျားအေဂရစ်ကိုဖြည့်ရှင်းဖို့လုံလောက်မှာပဲသူ့ကိုတတ်ဖို့မလုံလောက်ပေမဲ့အနည်းများတော့သူ့ကိုတွန်းလှန်နိုင်လိမ့်မယ်ဒါမော့ဒါဝိစာကနောက်ထပ်ဘာလို့မလဲမသိဘူးလော်လီဆွေးကခေါင်းခါပြီးတက်ပြင်းချလိုက်၏အဲ့ဒီလူကရောက်လာပြီးခြေရလက်ရမကြံပဲပျောက်သွားတာသူ့အထောက်ထားကိုငါတို့ရှေ့မှာတခါမှထုတ်မပြထားခဲ့ဘူးအခုအချိန်မှာသူ့ကိုအားကိုးလို့မရမှာစိုးရိမ်မိတယ်ဒါပေမဲ့နတ်ဖျားအေဂရစ်ကနိုးထပြီးပြီဆိုတော့တက်ဖြတ်မှုနဲ့ဆိုရင်သူ့ရဲ့ခွန်အားကတဖြည်းဖြည်းချင်းတိုးလာလိမ့်မယ်ငါတို့တွေရှေ့ဆက်စီစုပြီးတိဆောက်ဖို့နေရာရှာတဲ့နယ်တစ်ဖက်သူသွားပြီဆိုရင်သူ့ကိုပြန်ဖိအားပေးဖို့နီလန်းတွေရှိထားမှရမှာယွင်ချန်ချင်းကခေါင်းကြီးလျက်ထိုအစီစုကိုထောက်ခံလိုက်သည်မင်းပြောသလိုပဲလုပ်မယ်တစ်ဖက်တွင်ရဲရှောင်ကစတုထမြောက်နတ်ဖျားအေဂရစ်၏အုတ်ကူဘေးသို့ရောက်နေပြီဖြစ်သည်သို့တော်ထိုနေရာသို့သူရောက်သောအခါသူ့အမူအရာကချက်ချင်းပြောင်းလဲသွား၏အเจ้าမှာအုတ်ကူထဲရှိနတ်ဖျားအေဂရစ်သည်ယခုအချိန်တွင်သူ၏ခေါင်းတလားထဲမှနိုးထပြီးဖြစ်တာကိုသတိပြုမိသောကြောင့်ဖြစ်သည်ဆိုလိုသည်ကအထဲသို့စတင်သည်နှင့်တစ်ဖက်သူကိုလှုပ်ကြံတက်ဖြတ်မိအစီစုကအသုံးမဝင်ဖြစ်သွားသည်သို့တော်သူသည်ဒေါသထွက်နေပုံမပေါ်မြည်သည့်နည်းနှင့်မဆိုထိုနတ်ဖျားအေဂရစ်ကိုသူရအောင်ယူမည်တစ်ဖက်သူ၏အသက်သွေးမျိုးဆက်သည်နတ်ဖျားဘရင်နယ်ပယ်၏နဝမအဆင့်အထိဆက်လက်မြင့်တက်နေတာကိုသေချာအတည်ပြုရမည်သူသည်အထွတ်ထိပ်နဝမအဆင့်နတ်ဖျားဘရင်နယ်ပယ်ရှိနတ်ဖျားအေဂရစ်များစွာကိုတပြိုင်နက်တည်းတိုက်ခိုက်ရမည်
အကြီးတစ်ချက်ဖြင့်သူသည်နီလန်းတစ်ခုကိုတွေးမိသွား၏ပြီးနောက်သူသည်သူ၏အရှိန်အဝါကိုအပြည့်အဝဖုံးကွယ်လျက်စိုးစိမ့်မျှယိုစိမ့်မထွက်စေတော့ပေမကြာမီ၌အုတ်ဂူပေါ်တွင်အစီရင်ပေါ်လာသည်အလင်းစွမ်းအင်အတက်အကျတချို့ပေါ်လာပြီးသူဘာသာသူပွင့်သွား၏ပြီးနောက်အလင်းဖြတ်ခနဲပေါ်လာကတစ်ဖက်သူ၏အားကောင်းသောအရှိန်အဝါသည်တဖြည်းဖြည်းချင်းလျော့ကျလာတော့သည်ပြီးနောက်အစီရင်ထဲမှခြေတစ်ဖက်ထွက်လာသည်ပြီးနောက်အရက်မြင့်မြင့်ကြံ့ခိုင်သောပုံရိပ်ကပေါ်လာတော့၏ငါနောက်ဆုံးတော့ဒီမရေမတွက်နိုင်တဲ့နှစ်တွေကိုဖျက်ကျော်ပြီးဒီကဘာကြီးရဲ့အလင်းရောင်ကိုထပ်မြင်ရပြီးဒီနတ်ဖျားအေဂရစ်ကနောက်ဆုံးတော့အသက်ပြန်ရှင်လာပြီသူကလက်နှစ်ဖက်ဆန့်လျက်ခေါင်းမော့ကတက်ရှိကဘာကြီး၏ခံစားချက်ကိုကျေနပ်အားရစွာခံစားနေသည်လွတ်လပ်မှုနှင့်အသက်ဆွမ်းအင်၏အရှိန်အဝါလွတ်လပ်ပေါ်ပါသောခံစားချက်ကပေါ်ထွက်လာသည်သူ့ကောင်းထိပ်ဖျားကနေတတိတိပေါ်ထွက်လာသည်သူ၏အရှိန်အဝါကိုထုတ်ဖော်ပြီးအနှဲငယ်အာယုံခံလိုက်၏ငါအပြင်အခြားနတ်ဖျားအေဂရစ်တွေထွက်လာပြီလားသူတို့အရှိန်ကအတော်မြန်တာပဲသူတို့လှုပ်ရှားပြီးနေပြီပဲအဲ့ဒီဘက်ကိုကြည့်ပြီးဒီအရှိန်အဝါအရနတ်ဖျားအေဂရစ်ဟူရန်လော့ဟုတ်လောက်တယ်မလားငါတို့မတွေ့တာအတော်ကြာသွားပြီသူကဒီလိုဆိုးဝါးတဲ့စိတ်နေစိတ်ထားရှိတုံးပဲနည်းနည်းလေးသဘောမတွေ့တော့တာနဲ့တိုက်ခိုက်တော့တာပဲအခုထားလိုက်ပါတော့လူတိုင်းကအသက်ပြန်ရှင်သန်ခြင်းနေတာပြီးတော့ခွန်အားကအမြင့်ဆုံးအထိပြန်မကောင်းသေးဘူးငါလဲသွားကူညီတဲ့နဲ့ရှေးဟောင်းနဲ့တိုင်းပြည်ကိုတက်နိုင်သမျှမြန်မြန်အသက်ပြန်သွင်းဖို့ကူညီရမယ်သို့တော့သူလှုပ်ရှားတော့မည့်အချိန်တွင်သူ၏နောက်မှငွေရောင်လင်းတန်းကရုတ်တရက်ပေါ်ထွက်လာသည်ဘသူလဲနတ်ဖျားအေဂရစ်သည်တကယ်ပင်နတ်ဖျားအေဂရစ်တစ်ပါးဖြစ်ရန်ထိုက်တန်သည်သူ၏လက်ရှိခွန်အားသည်အထွတ်ထိပ်ခွန်အားတွင်မရှိသောညာသူ၏အစွမ်းထက်သောဆလမ်အာယုံသည်နတ်ဖျားအေဂရစ်တစ်ပါးအနေနှင့်ရှိနေသည်စေဖြစ်သည်ရဲရှောင်၏ပုံနေသည့်နီလန်းကိုတာမန်နဝမအဆင့်သို့မဟုတ်အထွတ်ထိပ်နဝမအဆင့်နတ်ဖျားဘရင်ကအာယုံခံနိုင်မှာမဟုတ်ပေသို့တော်ညာသူသည်ရဲရှောင်ကိုရှာတွေ့ပြီးဖြစ်နေတာနှမျောစရာကောင်းလှပေ၏သူ၏အရှိန်ကိုရော့တွက်၍မရပေသူ၏အားစိုက်ထုတ်မှုအောက်တွင်စစ်မှန်သောကဘာဖြက်စီးခြင်းဂန္ဓဝင်ကျင့်စုလေဟာနယ်ရှုပ်ကန္နာဝင်ကျင့်စုနှင့်ပြန်လည်မွေးဖွားခြင်းဂန္ဓဝင်ကျင့်စုတို့ကိုအမြင့်ဆုံးအထိမြင့်တင်လိုက်သည်တစ်ဖက်သူကတုံ့ပြန်ပြီးတစုံတစ်ယောက်ကသူ့ကိုတိုက်ခိုက်ချင်နေသောအခါမဟာနာဂါသည်သူ၏လည်ပင်းကိုပိုင်းဖြတ်ပြီးဖြစ်နေသည်ဟောက်နတ်ဖျားအေဂရစ်၏ခေါင်းသည်မြေပြင်ပေါ်ပြုတ်ကျသွား၏ရုပ်ချီးတက်ဖြတ်ခြင်းခြုံကိုတိုက်ခိုက်မှုကြောင့်သာမဟုတ်လျင်ရဲရှောင်သည်ပိုတောင်ပျော်ရွှင်လိမ့်မည်ထိုခြုံကိုတိုက်ခိုက်မှုကိုမြင့်တင်လိုက်လျင်သူသည်အောင်မြင်သည်ဟုခံစားရမှာမဟုတ်ပေတစ်ဖက်သူကိုတိုက်ရိုက်အနိုင်ယူခြင်းကသာသူ့ကိုအောင်မြင်သည်ဟုခံစားရစေလိမ့်မည်သို့တော်ညာယင်းကလည်းဆိုးဝါးသည့်အရာမဟုတ်ပေအ ਨੇ ဆုံးတော့သူဒဏ်ရာရမှာမဟုတ်ပေရဲရှောင်သည်ထိုတခဏ၌သူ၏လောက်ကျန်တက်ဖြတ်သောအဆင့်ကအလွန်မြင့်ပြီးမယုံနိုင်လောက်အောင်မြင့်မားကြောင်းခံစားမိလိုက်သည်ထို့ကြောင့်မြေပြင်ပေါ်သို့ပြုတ်ချသွားသောနတ်ဖျားအေဂရစ်၏ဤကောင်းသည်လည်းအင်မတန်စိတ်ပြတ်အားငယ်မှုစိတ်ရှုပ်ထွေးမှုများပြည့်နေ၏သူမည်မျှစ조사စေကမူမည်သို့ဖြစ်ပျက်သွားမှန်းသူနားမလည်နိုင်ပေအပိုင်း498 ပြီး၏